Hello ဆောင်းမင်္ဂလာပါအခုဒီခေတ်မှာကျတော့တို့ဒီရှေ့ချမ်းလေးကိုရုံလုံးချုပ်ပြမယ်နော်ဒါလေးကဒီချုပ်တဲ့ပိုင်းကဆိုင်တဲ့တကယ်အဓိကပဲဗျာနော်အဲ့တော့ကျွန်တော်တို့ချုပ်တဲ့ပိုင်းလေးကိုသိချလေးကြည့်မယ်နော်ဒါတော့တို့ဒီချာရှင်းအောင်တစ်စင်းလေးတက်ပြပြီနော်ဒီလေးကျတော့တို့ဒါပတ်တန်ကိုဆွဲပြီးသားပတ်တန်ကိုဖတ်ပြထည့်လိုက်ရမယ်တိလိုက်ထည့်နော်ဒါထက်ထက်ကလာလို့ပြရနော်အဲ့ဆိုဒီမှာဆိုရင်ရောက်လေးပြန်မယ်ဒီမှာဒါလေးကတော့ဒီမှာကာဗွန်လေးတိတ်ဖို့လိုတယ်နော်သူ့တိတ်မယ်ဆိုရင်ဒီမှာတိတ်မယ်ဆိုတော့ဒီလိုပြအလားတူတော့တိတ်ပါမယ်နော်ဒီပြက်နေတော့ပြန်ပြီးတော့ဆွဲထားလိုက်ဒါအဓိကမိန်ကြရနော်ဒီကောင်လေးမပိုင်ရထုတ်ပေါ်နေတယ်အဓိကရှိတယ်ဆိုရင်လည်းရောထုတ်ပြတယ်ဒါလေးတို့ဒါလေးကပြောရဆိုရင်ဒီမှာတွေ့ရလိုတဲ့ဟာလေးဒါလေးကိုဒါပြန်လေးလေးချက်ချင်တာရတယ်ဒီပုတ်ကလေးကိုဒါစားတာဒါကြတော့ဒီနှစ်ပြောက်ကကြတော့ဆိုရင်မကတ်ထားဘူးဒီနေ့ကကြတော့ဆိုရင်ကတ်ထားတယ်နော်ဒါကြတော့တစ်ခွဲပြားလေးဒီကအရှိရကြတော့ဒီကုလမတိုင်းဒါလေးကတ်ထားမယ်နော်နိုင်နေပါလိမ့်မယ်တော့နော်ပြန်ပြီးဒါစားမယ်စားပြီးမှဒါလေးတို့မျိုးတော့ဒီလိုချုပ်ပြမယ်နော်โอเคဆိုရင်တို့ဒီမှာဒါလေးကိုချုပ်ပြရတယ်နော်သူတစ်ခွဲပြားလေးကို6စိတ်လောက်ချုပ်လိုက်တယ်နော်အဲ့ဒါဆိုတော့ကတ်တာမလားတော့မကတ်မယ်နော်ဒီကောင်ကျတော့ပိတ်စားရဲ့အလားပဲနော်အဲ့ဒီတို့ဒီမှာပညာနှစ်စုံရှိတဲ့ဟာကိုတစ်စုံကျတော့တို့ကတ်လိုက်တယ်နော်ဒါကျတော့လက်နိုင်မှာတော့အတွက်ဒီစီနော်ဒီပတ်တန်လည်းပြောပြီးသားဒီပတ်တန်လေးနော်ခေါက်ကြောင်းနေတာနော်ရောင်းတာဆက်ကြတာဆိုရင်တော့ရောချုပ်လိုက်ကြမယ်โอเคရုံးတို့တွေကိုချုပ်တယ်တော့ဆက်ကိုလုံးတော့ရှင်းလိုက်နော်ဆက်ကိုရှင်းလုပ်မယ်ကြီးဝါခါကြရင်တို့ရလုံးနဲ့တွေလည်းတင်အောင်လည်းချီရွာလည်းတင်အောင်နော်ပြီးသွားရင်ချီကိုတစ်ချက်ဖားဖလာစတယ်ချီကားပေါ်အဓိကလုံးတယ်မတင်လုံးတယ်တော့နိုင်လက်တံပုံလို့လဲလိုက်ရင်လဲနေနိုင်လက်တံပုံတောင်းမြန်မဟုတ်ပဲလုံးနေနော်တော့ဆိုလုံးတယ်လို့ခဲ့တာမှချီမလားနော်တခါရတာလေးလေးကိုပြပြတာနော်ပြီးသွားရင်ချီစိတ်ကျဲတယ်ချီထားမလိုက်တခါလဲဆက်ဒီဝိစာချမ်းလေးနဲ့ရုံတော့ဆက်ကြည့်လိုက်အဲ့ဆိုရင်အပေါ်ချီရတော့လာတယ်အောက်ချီရကြတော့နည်းနည်းလေးပြီးကျင်တယ်အဲ့ကျတော့မလုပ်မှဆိုဒီကောင်လေးကိုနည်းနည်းလေးနော်အပေါ်ချီလိုက်ရင်တော့ပေါ်ချီမလိုက်ရင်ရှုံးတယ်ပေါ်ချီလိုက်ရင်မလိုက်အောက်ချီမလိုက်ရင်ကျက်တယ်နော်ဒါလေးဆိုရင်ပေါ်ချီအောက်ချီရလာပြီနော်ဒါလည်းပြန်ဒီကောင်လေးတလက်မကို1cm ကို6ပေါက်ပေါ့နော်အပေါက်6ပေါက်ဖြစ်တာနော်အဲ့ကျမှအင်ဂျီကချီချောင်းကလာနော်ဒါဒီချီချောင်းလေးအစရမြေကွာဒီစုံလေးတိုင်းကျန် 1cm 6ပေါက်ဖြစ်တာနော်အဲ့ဆိုရင်တို့အရင်ဆုံးချမ်းကိုချုပ်ပြမယ်ဒါလေးကိုတခြားလိုက်ကြည့်ပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးကအဓိကကြားတယ်စကိုင်းဘတ်တဲ့မှာလေတခြားဟာတွေအရင်မကြည့်ဘူးဒီလိုမျိုးချုပ်တာတွေကအဓိကကြားတယ်အတန်းလွယ်တယ်ကွာတင်ရတာလေချုပ်တဲ့ဘိုင်းမှာအဓိကနေရာရှိတယ်အဲ့ဒါတော့နော်အဲ့ဒီတခြားလိုက်ကြည့်ချုပ်ပြပါတယ်ဒီကတော့နားမရရှိနေနေလို့ရတယ်ရုံလုံးတို့ဒီမှာဘိုင်းလေးကိုထားလိုက်မယ်ဒီကောင်တို့ခေါက်ကြောင်းလိုက်လို့ညက်တာလေအဲကြောင့်တို့ဒီလိုခေါက်ကြောင်းလိုက်ညက်တာလေတို့ဒီကောင်နေဒီလိုသွားယူလို့မရအောင်နော်အဲ့လိုကျဲနေတယ်နော်လိုကန်လာမယ်ဒီမယ်ရှည်တဲ့ချောင်းဝင်နေတယ်အောက်ပြီးတော့အောက်မှာထားမယ်ပိတ်စာအလားပဲလေးရှိတယ်ကောင်းမလားပဲမလားနဲ့ဒီ line နဲ့လည်းသွားပြီးထပ်မယ်နော် line နဲ့ ATC တော့ line နဲ့မှာပြောနော် ATC နဲ့ထပ်မယ်ဆက်ပြီးတော့တို့ဒီ line ရင်အကြီးချလိုက်မယ်ပြီးသွားတဲ့အခါကျရင်တို့ဒီမှာလေဒါလေးကိုတစ်ခွဲကြားလေးကိုတက်ထားရအောင်ထောက်ထားတာပါနော်အဲ့လိုထောက်ထားရှိတယ်အဲ့လေးကိုတို့သွားပြီးတော့ဒီဘက်ချက်နော်။ရာလေးကိုသွားပြီးတော့ဒီလိုမခောက်တာလည်းရှိအဲ့ဒီလိုဒီကောင်မှာဒါလေးကိုတခြားပြပြမယ်နော်။ဒီဟာရဲ့ကွာဒီကောင်ရဲ့ပြီးတစ်ချက်နှစ်စိတ်ပါနော်။ငါ point 5လို့ပြောလို့ရတယ်။အဲ့ကောင်လေးနဲ့ဒီရင်းနဲ့ကိုမှန်းပြီးတော့တစ်ထည့်ထည့်ကြအောင်ချာနော်။နော်ဒီမှာတို့ဒီကာဗွန်လိမ့်ထားတဲ့ရင်းလေးရှိတယ်။ရင်းလေးကကွာဥပမာဒီနားမှာရှိတယ်။ရင်းလေးကဒီနားမှာရှိတယ်။ဒီမှာကျတော့တို့ရဘာမှမရှိဘူး။တို့ဒီစီးနဲ့အညီတော့ချမှာမဟုတ်ဘူးကွာ။ဟုတ်လား။နော်ဒီမြင်းမော်ကိုတို့ရချက်သွားတယ်။ချုပ်ကြောင်းမြင်းသွားတယ်။နော်ဒီလိုကြောင့်တို့ရpoint 5လောက်ကိုအပြင်ကိုထုတ်လိုက်ရတယ်ပြောချင်တာနော်ပြီးတော့မှန်းပြီးတော့ဒီကောင်ရဲ့ point 5ကိုရမှန်းပြီးတော့ချပါနော်လဲပါလွဲတာရတယ်ကွာအရင်လွဲသွားလို့မရအောင်နော်ဝင်ဖက်လေးမှာတခင်တော့မယ်ပြီးသွားတဲ့ခါကျရင်တို့အဲ့ဒါနဲ့ဒီတစ်ချမ်းလာလေးခြံပြီးတော့ချုပ်ပါမယ်နော်ဘယ်နားမှာချက်မလဲဆိုတော့ဒီမှာတွေ့တာဒီမြင်းလေးစုံတက်တဲ့မြင်းလေးအဲ့နားလေးမှာတွေ့ရချက်နော်ဆက်ပြီးတော့တွေ့တကယ်ထုတ်လိုက်မယ်နော်ဒါဒီမြင်းလေးမှာအပြင်မှာရက်နော်ဆက်ပြီးတကယ်ထုတ်လိုက်မယ်ပြောချင်တာကဒီမှာဒီမြင်းလေးနဲ့တွေ့တသားလေးတစ်ဆက်တည်းကြောင်ချုပ်ချင်တာနော်ဒီမြင်းလေးကတစ်ခါတည်းကြောင်ချုပ်ချင်တာဟုတ်လားနော်ဆိုတော့မြင်းလေးမပေါ်ဘူးပြနော်နည်းနည်းလေးပဲအသေးမလောက်ကအရာလုံးဝအတိအကျဖြစ်နေရတာပေါ့ပြောချင်တာနော်ဘာမှမဖြစ်လို့မရအောင်နော်ဒီမှာမြင်းအတိအကျမှာပဲတွေ့ရထားတယ်နော်အဲ့ဒီတွေ့ပါလို့မယ်ဆိုတော့တကြီးလေးတောင်းမယ်နော်
လေးတောက်မယ်ဆိုတော့ဒီကောင်လေးကိုဘယ်လိုတောက်မလဲဆိုတော့ဒီမှာတစ်ချက်ကြည့်မယ်ဒီချာလေးတော့လိုက်ကြည့်ရင်တော့အသေးစိတ်ဆိုတော့နည်းနည်းတော့ဗီဒီယိုကရှင်းမယ်ဒါပေမဲ့သိချင်ချင်နဲ့ကြည့်အဲ့ဆိုရင်အဆင်ပြေသွားမယ်နော်အဲ့အဆွေးလေးအပေါ်ကို2 cm လောက် 1.5 လောက်ပေါ်တက်ပြီးတော့ကကြီးလေးအဆွေးလေးတောက်နော်ပြန်ရှင်းလိုက်မှမရသေးရှင်းโอเคအဲ့ဆိုရင်ဒါလေးကိုပြပါဒီဘက်ထဲကိုလဲချလိုက်မယ်လဲချတဲ့တို့ပေါ်ရပြီတော့တော့စစ်လို့နော်တော့စစ်ဆိုတော့နှခမ်းတင်လေးကိုကြည့်ပါနော်ဒီချာလေးရိုက်တာပြီနော်ဟုတ်လားအဲ့ထဲမှာကြည်လင်နေမှအဆင်ပြေပါဒီနားလေးမှာတစ်ချက်ရက်မယ်ပြီးသွားရင်ဒီမှာတွေ့ကကြီးတောက်လိုက်တဲ့ဟာလေးရှိတယ်အဲ့လေးကိုတို့ဒီဘက်လေးကိုဆွဲလိုက်မယ်ဒီတိုင်းလေးပဲအားလေးကိုကြီးကာဗွန်လိုက်ဟာမြင်နေတိုင်းပဲတို့ရင်ဟောက်ပြီးတော့ဒီဘက်ကနေချမှာဖြစ်တယ်နော်ကကြီးတောက်လေးလေးဖြီးဖို့သွားတယ်ပြီးသွားရင်ဒီလိုမျိုးလေးတို့ရင်ချနော်ဒီမှာနော်အဲ့ဒါဒီမှာပိုက်ပင်ပြားပုံနဲ့မျိုးလေးထွက်လာမယ်နော်အဲ့ဆိုရင်တို့ဒီဘက်ချမ်းကျတော့ဒီဟာဖြန့်လိုက်လို့မျိုးဖြစ်သွားမယ်ဒီပေါ်ကျတော့တို့ရင်စနစ်နဲ့ချမယ်ဒီပေါ်လေးနော်မိုးလေးပြပါရင်နော်အဲ့ဆိုရင်ဒီမှာအဲ့ဆိုရင်ဒီကမျိုးလေးပြပါရင်နော်နော်ဒီလိုက်ခါကြရင်တို့ရင်နောက်ထပ်ဘာမှမကတ်ထားတဲ့လာချမ်းလေးရှိမယ်နော်ဒီတော့နှစ်ချမ်းရှိမယ်ဒီမှာလှမလားစီတော့ကတော့ညထားပြီးတော့ဒီကောင်ကြီးကအလှပါလေဒါမလားပဲဒီလိုမျိုးလေးချလိုက်ရင်အင်းဖြစ်ရနော်ဟုတ်တယ်နော်ဒါအလှပဲဖြစ်ကြမယ်နော်မလှပဲဖြစ်လို့မရအောင်အားလေးဒီကဒီကအတီလေးပဲတို့ရင်ဆက်နေနေလိုက်ဆိုရင်တို့ဒီမှာပြီးသွားပြီနော်ဒီလိုလေးပြီးသွားပြီဆိုရင်တို့ဒီကောင်လေးကိုချိုးလိုက်မယ်ဒီလိုမျိုးလေးအတိချလိုက်မယ်နော်ဒါမလားပဲအဲဒီတော့အလှပဲတော့ကျတော့အတွင်းနဲ့ပါတခြားတို့ဒီအလှပဲခဏထားပြီးတော့ဒါမှမဟုတ်စက်ကြက်ပဲခောက်လိုက်တယ်နော်အဲခောက်ပြီးတရားလေးအတိယူမယ်ဒီနားကမျိုးတစ်ချောင်းချုပ်ချမယ်အဝင်ကလေးမှာတကယ်တော့ပြီနော်ဒါကကြဒါလေးကိုပြန်ပြီးဒီနားလေးကိုထုတ်ထည့်ပြီးတော့ထောက်လိုက်အမလို့ပြောမယ်ပြောရင်တို့အိတ်ကလေးမပွင့်အောင်လို့နောက်တစ်ချောင်းထပ်ပြီးတော့ဒီတော့ထိုးလိုက်နော်မစိတ်ပါနော်အဲ့ဆိုရင်တို့ဒီလိုမျိုးလေးဖြစ်သွားတာအဲ့ကပ်ပုံလေးပေါ်သွားပြီပေါ်သွားပြီဆိုရင်ဒီမှာဒါလေးကိုညီပြန်ချမယ်တို့တွေခြံထားခဲ့တာကြတော့နော်တို့ခြံထားခဲ့တာဒီဘက်မှာခြံထားခဲ့တာနှစ်ခွဲခြံထားခဲ့တယ်နော်နှစ်ခွဲခြံထားခဲ့ရဆိုတော့ဒီမှာနှစ်ခွဲပြန်ပြီးတော့တိုင်းကြည့်မယ်နှစ်လမ်းမှာပဲဒီနှစ်ခါကြရတဲ့တိုင်းပဲပြီးတော့အခါကျရင်ဒီထိတ်လေးတို့ကကြီးလေးတော့နော်အဲ့နေရာလေးမှာတို့ဒီပိုက်တင်ပြားလေးမဟုတ်ဘူးဒီကောင်လေးအားဆိုဒီမှာတို့ရထဲမှတ်ခဲ့တဲ့နေရာဆိုတော့ဒီညာလေးနဲ့ဒီကကြီးတောင်လေးနဲ့ဟာကွက်တီဖြစ်တာပဲနော်နောက်ဆိုရင်ခါဆိုင်လေးကျင်းကျယ်လေးဖြစ်သွားတယ်အဲ့လိုပြီးသွားပြီဆိုရင်တို့လေဒီတော့အားလေးခဏတစ်ချက်လောက်ထားပြီးထိန်းထားပြီးတော့ဒီအောက်ကိုချိန်မယ်နော်ဒီမှာညီဝိုင်းဆိုတော့ဒီတိုင်းလေးကိုတော့ကွာဒီညမှာပြည်နေရတော့ပြည်ပြနေရနော်ဟိုဖောင်းဖောင်းနေအဲ့ကြီးဖြစ်နေအောင်ဒီပြသွားပြီဆိုရင်တို့ဒီအောက်ပိုင်းလေးကိုရောတော့တစ်ချက်နော်အဲ့လိုနေလိုက်မယ်ပြီးတဲ့အခါကျရင်တို့ဒီကောင်လေးမှာတက်ကြီးတော့မှတ်ထားတွေ့ရနော်ဒီမှာဒီပိုက်ပင်အပြားလေးနဲ့မဟုတ်ဘူးနော်ဒီဟာလေးနဲ့ချုပ်ဆောင်1/6ချုပ်လာတယ်တော့6ချုပ်လာတဲ့အကြောင်းလေးနဲ့ပတ်တိဖြစ်နော်တော့6ချုပ်လာတဲ့အကြောင်းလေးနဲ့ပတ်တိဖြစ်အဲ့ဆိုရင်ပေါ်ရတဲ့အကြောင်းပြနော်ပြီးသွားတဲ့ခါကျရင်တို့ဒီမှာဒါလေးပြီးသွားပြီဆိုရင်ဒီတော့ပုံနဲ့သားလေးတို့ညှက်ထုတ်လာတဲ့ခါလဲနော်အဲ့ဆိုရင်တို့ဒီမှာဒီတက်လာပါရဲ့ဒီလိုကြောင်းပြီးပါရဲ့နော်ဒီမှာလည်းနိုင်တယ်ဆက်ပြန်နော်ဒီမှာဖုန်းလေးပါရဲ့တော့ပြတ်မကြအောင်နော်โอเคဒီမှာမလာပါမှာကြည့်တော့ပြပြနဲ့ဖောင်းလာအိုင်တာမရှိဘူးတသက်ရဲ့ပဲခက်ခါမယ်နော်အဲ့ဆိုရင်ဒီတစ်ဖက်ကိုချုပ်ပြလိုက်ဆိုနောက်တစ်ဖက်ကလည်းချုပ်ပြလာမှာတော့ထင်တယ်နော်တကယ်လို့လိုအပ်တယ်ဆိုရင်လည်းပြောပြီးနောက်တစ်ပိုင်းတင်နေမယ်နော်လောဆယ်တော့မြန်ပြီးတော့တစ်ဖက်ကချုပ်ပြမယ်ပြီးသွားရင်ဖောက်ပြီးချုပ်ပြမယ်နော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်